သူမအစိတ်တောက်ခံနေမှာပဲကောင်းကင်ရံတစ်ခုလုံးရုတ်တရက်မိုးချင်းတန်တွေပြင်းထန်စွာမြည်ဟဲသွားခဲ့ပါတယ်သူမမျက်စိပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မမျှော်လင့်ပဲနှစ်ပေါင်း300ကျော်နာကက်စီကိုအချိန်ခီးသွားလုပ်ပြီးရောက်ရှိသွားခဲ့ပါပြီဇလန်ရိုက်ကွင်းတစ်ခုပေါ်ကိုဝုန်းကနေကြားရောက်သွားတဲ့အခါပတ်ဝန်းကျင်မြင်ကွင်းကသူမအရင်ကကြုံတွေ့ခဲ့ရတဲ့မြင်ကွင်းနဲ့ထပ်တူကြနေတာကြောင့်စိတ်မမျက်စိမှာဖြစ်နေတယ်လို့ပဲထင်မှတ်နေခဲ့ပါတယ်ဒါကြောင့်မို့လို့သူမကဖြည်းဖြည်းချင်းထပြီးရှေ့ကစားပွဲကိုဆွဲမောက်ပစ်လိုက်တာကြောင့်ရိုက်ကွင်းပေါ်ကလူတွေအားလုံးစုံမြင်တက်သွားကြပါတယ်ဒါပေမဲ့ဒရိုက်တာကတော့သူမရဲ့တရုပ်ဆောင်ချက်တွေဟာတဘာဝကျလုံးနဲ့ဆိုပြီးတောက်လျှောက်ချီးကျူးနေခဲ့ပါတယ်အဲ့ဒီနောက်တခြားတရုပ်ဆောင်တွေကဇက်ကွက်ကိုဆက်ရိုက်ဖို့ပြင်ဆင်လိုက်တဲ့အချိန်မှာတော့မိဖုရားကသူမကိုလာရောက်တိုက်ခိုက်တယ်လို့ထင်မှတ်ပြီးတရုပ်ဆောင်တယောက်ကိုဂျာမန်ဆပ်လက်စတိုင်နဲ့မြေပြင်ပေါ်ကိုပြစ်ပေါက်ပြီးချက်ချင်းဆောက်ထိုးမှောက်ချလိုက်ပါတော့တယ်ဒါကြောင့်ဒရိုက်တာလည်းရိုက်ကူးရေးကိုချက်ချင်းရနာလိုက်ရပါတယ်မိဖုရားကတော့သူမကိုသူမရှိခင်မှာပဲရှိသေးတယ်လို့တစ်ချက်ချယုံကြည်နေတုန်းဖြစ်ပြီးဒရိုက်တာကိုဖမ်းဆီးဖို့အထိအမိန့်ပေးခဲ့ပေမဲ့ဘယ်သူမှသူမကိုအတိမယူခဲ့ကြပါဘူးအဲ့ဒီနောက်ပိုင်းမှာသူမဟာထူးဆန်းတာတွေကိုသတိထားမိလာပါတယ်ဒီလိုမျိုးဝတ်စုံတွေကိုတစ်ခါမှမမြင်ဘူးတဲ့အပြင်လူအုပ်ထဲမှာစပင်ရွှေဝါရောင်နဲ့နိုင်ငံခြားသားနှစ်ယောက်ကိုပါတွေ့လိုက်ရလို့ပါနိုင်ငံခြားသူမလေးတစ်ယောက်ကသူမနဲ့အတူတပ်ပုံတွေရိုက်ကိုရောက်လာတဲ့အခါဖုန်းမြင့်တဲ့ပြင်ပေါ်ကသူမရဲ့ပုံရိပ်ကိုမြင်ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်သူမဟာမှန်တစ်ချက်ကိုအမြန်ကောက်ကင်ပြီးကြည့်လိုက်တဲ့အခါမှာတခြားသူတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝိညာဉ်ကူးပြောင်းရောက်ရှိနေမှသိလိုက်ရပါတော့တယ်သူမဟာရိုက်ခွင့်အပြင်ဘက်ကိုမတော်တဆလမ်းလျှောက်ထွက်လာမိရာကရှိမှမြင်တွေ့နေရတဲ့စိတ်သက်ဆန်းကြတဲ့မြင်ကွင်းတွေကြောင့်အားတင်ကစိတ်လို့ကိုလို့လျှောက်သွားနေရင်အချိန်နဲ့မောင်းလာတဲ့ကုမ္ပဏီဥက္ကဋ္ဌရဲ့စင်ခံကားကြီးကိုမြင်ပြီးကြောက်လန့်တကြားနဲ့တတိလေးလဲကျသွားခဲ့ပါတယ်စီကလူနာတင်ကားခေါ်ဖို့ပြင်ဆင်နေတော့မှပဲမိဖုရားကချက်ချင်းထထိုင်လိုက်တာကြောင့်စီရောကသူမကိုရောချင်းငွေရချင်လို့တမင်တက်တက်တန်းရအတုလုပ်ပြီးဝင်ညစ်တယ်လို့ထင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတခြားကားတစ်စီးကမိဖုရားရှိတဲ့ဘက်ကိုအချိန်ပြင်းပြင်းနဲ့ဥတီမောင်းနေလာခဲ့ပါတယ်ကံကောင်းထောက်မှစွာပဲချက်ကသူမကိုလမ်းဘေးဘက်ဆွဲခေါ်ပြီးအချိန်မီကဲတင်နိုင်ခဲ့ပါတယ်ဒါပေမဲ့မိဖုရားကတော့ကျေးဇူးတင်ရမယ့်အစားယောက်ျားနဲ့မိန်းမကြားရှိတဲ့စီကံပေါင်းတွေကိုမလေးစားဘူးဆိုပြီးစီရောကိုပါရိုက်ပစ်လိုက်ပါတယ်ဒါတင်မကသေးပဲဘေးနာကတရွက်အကြီးကြီးတရွက်ကိုကောက်ကင်ပြီးစီရောကိုတရားဆက်လိုက်ရိုက်ပါတော့တယ်အဲ့တော့ခံနိုင်စွမ်းကုံဆုံးသွားတဲ့စီရောလေဘေးနာကပန်းစီနဲ့ပြန်လဲခုခံရင်သူတို့နှစ်ဦးရဲ့ရံပွဲဟာပတ်ဝန်းကျင်ကလူအုပ်ကြီးရဲ့စိတ်ဝင်စားဝိုင်းဝန်းကြည့်ရှုခြင်းကိုခံလိုက်ရပါတယ်မိမိရဲ့တိတ်ခါကိုငဲ့ကွက်တဲ့အနေနဲ့စီရောကရံပွဲကိုအဆုံးသတ်လိုက်ပြီးသူမထံကိုစီးပွားရေးကပြတစ်ချက်ကမ်းပေးကဆေးရုံမှာကျမကြီးစစ်ဆေးမှုသွားလုပ်ဖို့ပြောခဲ့ပါတယ်သူမလည်းကပြပေါ်ကလိပ်စာအတိုင်းစီရောရဲ့ကုမ္ပဏီကိုရောက်သွားတဲ့အခါအဲ့ကျူဝန်ထမ်းကသူမကိုအလုပ်လာလျှောက်တဲ့သူလို့ထင်မှတ်မှာပြီးအင်တာဗျူးခန်းထဲပို့ပေးခဲ့ပါတယ်သူမကအင်တာဗျူးသူတွေရဲ့မေးခွန်းတွေကိုဖြေဆိုနေတော့မှပဲစီကအခန်းထဲကိုလမ်းလျှောက်ဝင်လာခဲ့ပါတယ်မိဖုရားကသူ့ကိုအပြုံးလေးနဲ့နှုတ်ဆက်ရင်စီးပွားရေးကိစ္စတစ်ခုဆွေးနွေးချင်တယ်လို့ပြောလိုက်ပါတယ်စီကတော့သူမကိုအယူတယောက်လိုပဲတတ်မှတ်ပြီးလုံခြုံရေးတွေကိုခေါ်ကအဆောက်အုံပြင်ဘက်ကိုအတင်းမောင်းထုတ်ခိုင်းခဲ့ပါတယ်ဒါပေမဲ့မိဖုရားတစ်ပါးရဲ့ထက်မြက်လာတဲ့ပင်ကိုအသိစိတ်ကြောင့်စီရဲ့အပေါ်မှာအန္တရာယ်တစ်ခုကြားရောက်တော့မယ်ဆိုတာကိုသူမရေးမိလိုက်ပါတယ်အချိန်ကုန်ခံပြီးရှင်းပြမနေတော့ပဲသူမကဆော့ကိုသူမရဲ့အနားစီတို့အတင်းဆွဲခေါ်လိုက်တဲ့နောက်တစ်စက္ကန့်မှာပဲအပေါ်စီကနေပြုတ်ကျလာတဲ့တရုပ်ဆောင်တုံးရုပ်သေးရုပ်တူကြီးကစီရဲ့